Chatting Chaman Titan Seagan Unit to Yu Muri below Kate, Managing a champion Pidwa Jamari. Dizamala Tomza Tianiga Shimang Zagere, Young United Tine, Shang United Atino, Puedama Pia Miago, Amafa Seagan Tini in it, Jimmy Comedy Map, Pimu Miago, Pied and Chama Kajam Chati Yawari. Not on Nasanga, Dizama Tomza Tiani, Town Jim Mushi. Muni ala kwema shimang za toa gere na thau nasanga na thau nasachom management ni mabe bolong pian mwe account zone atin wi phit de Shang United atin ne Yang United atin do ye pwe de ma phit ya mya ko mananga bolong pwe chou sikan thing thing yin ni chon kon ma pit dan chat mat mya pi lo khe chong cha ti ya ba le MFS sikan thing thing yin ni chon comedy ani ne January 4 ရက်နေ့နနပိုင်းကအစည်းအဝေးတရပြုလုပ်ခဲ့ပါလေတာဝန်ကျပြိုင်ပွဲကြီးကြပ်နဲ့တာဝန်ကျဒိုင်လူကြီးများကိုပုံမင်းမြန်ပြီးတော့ပြိုင်ပွဲကြီးကြပ်ဒိုင်လူကြီးများရဲ့အစီရင်ခံစာများကိုဖတ်ရှုလေ့လာပြီးတဲ့နောက်မှာပွဲမှတ်တမ်းရုပ်တံပိုင်းကိုအသေးစိတ်ပြန်လည်ကြည့်ရှုသုံးသပ်ခြင်းများပြုလုပ်ခဲ့ပါတယ်။အကောင်းဆုံးအနေထားတရကစားနိုင်ခြင်းမရှိခဲ့တဲ့ရှမ်းဦးနိုင်တဲ့အသင်းနဲ့ရန်ကုန်နိုင်တဲ့အသင်းတို့ရဲ့ပွဲစဉ်ကတော့ကျွန်တော်တို့အားလုံးသိရှိခံစားခဲ့ရတဲ့အတိုင်းပါပဲ။အလဲလဲပြူပြူနဲ့အနေငယ်ပွဲကကျန်းသွားခဲ့ပါတယ်။ Shang United အသင်းမှကျွန်တော်ရှေ့မတ်ဆာကီကတော့ပွဲချိန်အတွင်းမှာပြန်မသားသမားအပေါ်ဥပဒေပြင်ပကျန်းသာကစားခဲ့တဲ့အတွက်တိုက်ရိုက်အနီးကပ်ပြပြီးထုတ်ခံခဲ့ရပါတယ်။ဒါအပြင်၎င်းအနေနဲ့တစ်ဖက်အသင်းနဲ့ပြည်သက်ပေါ်အကောင်းဆုံးမဟုတ်ခဲ့သောအပြုအမူတွေကိုသူတို့ပြသခဲ့တယ်။အဲဒီအတွက်လည်းတိုက်ရိုက်ထုတ်လွှင့်ပြသနေခြင်းအတွင်းမှာအထင်ရှားတွေ့ခဲ့ရတဲ့အတွက်အမှန်တန်လီ1လီ2ပြိုင်ပွဲကျင်းပရေးစီကံထိန်သိမ်းရေးမှုအပိုင်း2နဲ့အပိုင်း73အရာအနီးကပ်ဆုံး9ပွဲပါဝင်ကစားခွင့်မပြုဘဲဒဏ်ကြေးငွေကျပ်10သိန်းပေးဆောင်ရန်ကြမှတ်လိုက်ပါတယ်။နှစ်ဖက်တင်းသားမချို့အနေနဲ့လည်းအထက်ပါဖြစ်စဉ်ဖြစ်ပွားချိန်မှာကွင်းလေဒိုင်လူကြီးနာကိုတွားရောက်ပြီးတော့ဝိုင်းဝန်းစောရကတက်ခဲ့ကြတာကိုတွေ့ရှိခဲ့ရပါတယ်။နောက်ခုလိုမျိုးဖြစ်ရမျိုးမဖြစ်ပွားစေရန်မာနရှင်နယ်လီနဲ့စီကန်တင်းသိန်းရေးကုမ္ပဏီကနေပြည်တယ်များချမှတ်ခဲ့ပါတယ်။ရှမ်းဦးနိုင်တဲ့အသင်းအနေနဲ့ကတော့အဆိုပါပွဲတွေမှာဝါကက်စုစုပေါင်း6ကက်အနီးကပ်တကက်ပြသခံခဲ့ရပါတယ်။ဒါကြောင့်ပြန်ပွဲစီကန်ထိန်သိမ်းရေးမှု31အရဒဏ်ကြေးငွေကျပ်3သိန်းပေးဆောင်ရန်သတ်မှတ်ခဲ့ပါတယ်။ရန်ကုန်ပြည်တဲ့အသင်းအနေနဲ့ကတော့အဆိုပါပွဲတွေမှာဝါကက်5ကက်ပြသခံခဲ့ရပါတယ်။ဒါကြောင့်စီကန်ထိန်သိမ်းရေးမှုအပိုက်31အရဒဏ်ကြေးငွေ3သိန်းပေးဆောင်သွားရန်သတ်မှတ်ခဲ့ပါတယ်။ပြီးတော့နံပါတ်အသင်းသားမများရဲ့အပြုအမူများနဲ့ပတ်သက်ပြီးတော့သားမအောင်ပိသားစွာပြုမှုနေထိုင်ပြီးအသင်းတာဝန်ရှိသူများဝိုင်းဝန်းထိန်းသိမ်းကြက်မှတ်ဆောင်ရွက်သွားရန်ဆက်လက်သတိပေးပြောကြားခဲ့ကြောင်းလည်းသိရှိရပါတယ်။ကျွန်တော်တို့အားလုံးရှမ်းဦးနိုင်တဲ့အသင်းနဲ့ရန်ကုန်နိုင်တဲ့အသင်းတို့ရဲ့ပွဲစဉ်ကြီးပြီးဆုံးသွားတဲ့အချိန်မှာလက်ရှိချိန်မှာမျှော်လင့်ထားတဲ့ပုံစံမျိုးမဖြစ်ခဲ့ဘဲနဲ့ကျွန်တော်တို့ထင်မှတ်ထားတာထက်ကျော်လွန်ပြီးတော့ပွဲကကျန်းသွားခဲ့ပါတယ်လက်ရှိချိန်မှာမြန်မာနိုင်ငံနယ်လီနဲ့ပတ်သက်တဲ့စီကံပိုင်းဆိုင်ရာထိန်းသိမ်းမှုတွေနဲ့ဒဏ်ကြေးငွေပေးဆောင်မှုတွေကိုတော့ကြက်ကြက်မက်မက်ဆောင်ရွက်နေပြီဖြစ်ပြီးတော့နောက်ထပ်ခြားသောပွဲတွေနေမှာလည်းဘလို့ပုံစံမျိုးဆက်လက်ကင်တွယ်သွားမလဲဆိုတာတကယ်ကိုစိတ်ဝင်စားစရာကောင်းနေပြီဖြစ်ပါတယ်